Daya ye daya jao bia mu jao mene kene bue phi la ne lo de ne chwa ne Jo Shaban Yes ye flyweight တန်းမှာလေပြောင်းတချို့ဖြစ်လာဖို့ရှိနေပါတယ်။ Grillo စင်မှာတော့ပြည်သူနေကြရေးပန်းစာဆုံးသတင်းကတော့ MRB1 fighter Jo Shaban နဲ့ဂျပန်ကျဲဝင် test show တိုင်ရဲ့ပွဲစဉ်ချင်းနေပါပဲ။အားလုံးသိကြတဲ့အတိုင်း Jo Shaban ကတော့ Alexander Pan တို့ကြောင့်နိုင်ပြီး flyweight တန်းရဲ့ချန်ပီယံခပတ်ကိုထိုင်းတဲ့နဲ့သိမ်းပိုက်ထားနိုင်ကြဖြစ်ပါတယ်။ဒီအောင်မြင်မှုဟာအာရှကစားမတယောက်အတွက်ရောမြန်မာပြည်သက်တွေအတွက်ပါတကယ်ကိုဂုဏ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ချန်ပီယံတယောက်ဖြစ်လာပြီဆိုရင်ခပတ်ကိုကာဝယ်ရမယ့်တာဝန်ကရှိတာပါပြီ။အဲ့ဒီတော့ဂျပန်နိုင်ငံရဲ့အောင်မြင်မှုအရှိန်အဝါကြီးမားဆုံးစားမကြောက်ဖြစ်တဲ့တက်ဆိုတိုင်ယာကဒေရှာဝဲခပတ်ကိုစိန်ခေါ်ဖို့ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။တိုင်ယာကလည်းတမန်ကစားမမဟုတ်ပါဘူး။သူကနောက်ဆုံးပွဲမှာနာမည်ကျော် Brandon Moreno ပေါ်လည်းထိုးနိုင်ပြီးခပတ်နုကွင်းရဖို့နီးဆက်ဆုံးနေထားကိုရောက်ရှိလာခဲ့သူပါ။သူက flyweight တန်းခပတ်ကိုဂျပန်နိုင်ငံအထိပြန်တည်သွားမယ်လို့လည်းပြပြသားသားကြွေးကြော်ထားတာရှိပါတယ်။ UFC ဘက်ကလည်းဒီပွဲကိုပြည်သက်တွေစိတ်ဝင်စားမှုမြင့်တက်နေပဲတရားကြောင့်အင်ပနာ17ရက်နေ့မှာမိုင်ယာမီမှာကျင်းပမယ့် UFC 327ပြိုင်ပွဲမှာဂျိုရှာဗန်နဲ့တက်ဆိုတိုင်တို့ထိုးတက်ရမယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအာရှသားနှစ်ယောက်ရဲ့ချန်ပီယံလူပွဲဖြစ်လာမှာမို့လို့ကမ္ဘာတဝန်းကအာရှပြည်သက်တွေကလည်းအတော်လေးကိုစိတ်လှုပ်ရှားခဲ့ကြတော့ပါ။ဒါပေမဲ့အခုနောက်ဆုံးထပ်ပေါ်လာခဲ့တဲ့သတင်းတွေကတော့ပြည်သက်တွေကိုအနေငယ်စိတ်ပြည့်စေနိုင်ပါတယ်။ဘာလဲဆိုတော့တက်ဆိုတိုင်ဟာလေ့ကျင့်ရေးစင်းနဲ့ဂျေယာရသွားတယ်ဆိုတဲ့ကောလာဟာလာတွေကြည်ကြဲပြည့်ပြည့်နဲ့ထွက်ပေါ်နေလို့ပါပဲ။ဒီနေ့ဟာအခုထိတော့တရားဝင်အတည်ပြုချက်မရသေးတဲ့ကောလာဟာလာအစ်စ်မှာပဲရှိပါသေးတယ်။နမည်ကျော်အောင်စားသတင်းဌာနကြီးတွေတိုင်ယာကိုရိုင်းကလည်းဒီတိုင်ယာကိစ္စကိုဘာမှထုတ်ပြောဆိုတာမျိုးမရှိသေးတာကြောင့်ရုံရောက်ခက်ခက်အခြေအနေမျိုးဖြစ်နေပါတယ်။ဒါပေမဲ့တက်ခိုင်လောကမှာတော့မိကိုမထွက်ပဲမိမလာမှုဆိုတဲ့စကားအတိုင်းသူကတော့လွဲချော်နေပြီးလားလို့တနည်းဝင်စရာတွေရှိနေတာပါ။ဒီလိုကတိုင်ယာကဂျန်ယာကြောင့်ဒီဘဲကနေနှုတ်ထွက်သွားခဲ့မယ်ဆိုရင်ဂျိုရှာဘန်တို့ဗန်မဲအသစ်ကိုရှာဖွေရတော့မှာဖြစ်ပါတယ်။အဲ့ဒီမှာအစားထိုးဝင်ရောက်လာတဲ့လူကတော့မန်နေကေပါပဲ။မန်နေကေကလည်း flyweight တက်မှာတော်လင်းကိုစွမ်းဆောင်ရင်ကောင်းမင်းစကားပြောချက်နဲ့ကစားမှာတယောက်ပါ။သူကလည်းဂျေရှာဘန်စီကနေခက်မက်ကိုလူကျင်နေတဲ့သူဖြစ်ပါတယ်။တကယ်လို့တိုင်ယာလာမထိုးနိုင်တော့ဘူးဆိုရင် UFC အနေနဲ့မန်နေကေကိုပဲထေသွင်းစဉ်းစားလာဖို့လားလာများကြီးရှိပါတယ်။ဒါပေမဲ့မန်နေကေမှာပြဿနာတစ်ခုရှိရတာဝေကိစ္စပါ။သူကဘန်နဲ့ဗမာပွဲတင်မိခဲ့တဲ့အခါမှာဝေးပြတာကြောင့်ပွဲပြခဲ့ရတဲ့အချိန်တွေရှိထားခဲ့ရမို့ UFC ဘက်ကသူ့ကိုရေးချင်မယ်ဆိုရင်တော့ဝေးအဆင်ပြေဖို့ကအဓိကလိုအပ်ချက်ဖြစ်နေပါတယ်။ဂျိုရှာဘန်ကကြည့်မယ်ဆိုရင်တော့သူကဘယ်သူနဲ့ပဲဖြစ်ဖြစ်ထိုးဖို့အဆင်သင့်ဖြစ်နေတဲ့ပုံစံမျိုးပါ။ချန်ပီယံတယောက်အနေနဲ့ပြန်မဲ့ကိုရွေးချယ်နေမှာမဟုတ်ပဲခမက်ကိုကာဝယ်ဖို့ပဲအာရုံစိုက်နေမှာတင်ကြပါရယ်။ဒါနဲ့ပွဲဖြစ်ခဲ့ရင်တော့ဒီစစ်ပိုင်းဆိုင်ရာအပြိုင်ပွဲတွေကိုမြင်တွေ့ရမှာဖြစ်တယ်လို့ဗန်နန်ကင်းနဲ့ပွဲဖြစ်လာခဲ့ရင်တော့ပိုပြီးချန်နမီစိတ်လို့ရှားစရာကောင်းတဲ့ပွဲမျိုးကိုမြင်တွေ့ရနိုင်ပါတယ်။ဒါပေမဲ့ခုတော့ဆယ်အထိတော့အင်ပနာ17ရက်နေ့ UFC 327မှာဘာရီဆက်ဖြစ်မလဲဆိုတာကိုဘယ်သူမှအတိအကျမပြောနိုင်သေးပါဘူး။တက်ရှိုးတိုင်းတဲ့ကတကယ်ပဲပြင်းထန်လို့လားဒါမှမဟုတ်ပွဲရွှေ့ကျင်တာကြောင့်လားဆိုတာကလည်းစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုဖြစ်နေပါတယ်။ကျိုးကလည်းတောင်ပြောမြောက်သတင်းတွေနာမျိုးဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ဘာလဲပြောပါ USA ပြည်သက်တွေအတွက်ကတော့ဂျိုရှာဘန်ခမက်ကဝယ်ဖို့မြင်တွေ့ချင်နေကြတာပါဒီဝဲစဉ်နဲ့ပတ်သက်ပြီး USA ဘက်ကနောက်ထပ်ထုတ်ပြန်တဲ့ကိုစောင့်ကြည့်ရအောင်ပါတကယ်လို့တိုင်းရလာတဲ့မပြင်းထန်ပဲပွဲကိုဆက်ထိုးနိုင်မယ်ဆိုရင်တော့ဒါဟာနေဦးစလုံးအတွက်ကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်ဒါကလည်းသူရဲ့ရှုံးပွဲမရှိဆိုင်ရင်နဲ့တူချန်ပီယံဖြစ်တဲ့ဆန္ဒကအရင်ပြင်းပြနေတော့ဂျိုရှာဘန်ကလည်းသူ့ရဲ့နန်းတက်ကိုရှေ့တည်တဲ့အောင်စူးစမ်းပါမှာပါအမေရိကန်ဘက်ကပြန်ကြည့်ရင်လည်းသူကဒီခွင့်ရေးကိုလက်လွတ်ခံမှာမဟုတ်ပါဘူးသူကအစားထိုးဝင်ရောက်ခွင့်ရခဲ့မယ်ဆိုရင်ဂျိုရှာဘန်တို့ပူပြီးတည်ကြားမယ်ပြန်မှဖြစ်လာနိုင်ပါတယ်ကဲရဲ့ထိုးချက်တွေကပြင်းထန်ကြတော့သူ့ရဲ့ကစားရံကလည်းခမန်းရခက်တာကြောင့်ဂျိုရှာဘန်နေနဲ့အစီအစဉ်တွေပြင်ဆင်ရနိုင်ပါတယ်။ဒါပေမဲ့အားလုံးဟာလက်ရှိမှာတော့ခမန်းချက်တွေပဲရှိနေပါသေးတယ်။ဒီဘောချော်နေနဲ့ပြောရမယ်ဆိုရင်ဂျိုရှာဘန်နဲ့တက်ရှိုဒါရဲ့ပွဲစဉ်ဟာမတိကျသေးတဲ့လမ်းစုံတစ်ခုကိုရောက်နေပါတယ်။တရားသွင်းတွေကအမေရိကန်ဖြစ်လာမလား။ဒါမှမဟုတ်မနေ့ကပဲဂျားဖြတ်ဝင်လာမလားဆိုတာကတော့လာမယ့်ရက်ပိုင်းအတွင်းမှာပိုပြီးတော့ရှင်းနေတာမှာပါ။လောလောဆယ်အင်မနာစနေနေ့အောင် flyweight တန်းတော့ထူးခြားတဲ့ညနေညဖြစ်လာမှာတေးချော်ရေးဖြစ်ပါရခင်ဗျာ။